ဒါကတော့ဗျာအရမ်းမိုက်တဲ့ခွက်တွေမိကြည့်ရနေဘယ်လိုလုပ်တယ်လဲဆိုတာပဲဖြစ်ပါတယ်မိုက်တယ်နော်ဒီဆက်နဲ့ပဲသူကခွက်ကိုလုပ်တာဒီလူတို့ရဲ့မိကြီးကိုတူးပြီးမှရေနဲ့နေပြီးတော့ဒီမှာနေပူလှမ်းတာပြီးတော့သူတို့ကအဲ့ဒါကိုဆက်နဲ့ခွက်ကိုလုပ်မှဖြစ်ပါတယ်ဒီမိကြီးကနေလုပ်တဲ့ခွက်တွေခံရောခံပါမလားမသိဘူးနော်ပြုတ်ကျသွားရင်အကုန်လုံးကွဲသွားမလားမသိဘူးသူအဲ့ဒါကိုပထမဆုံးအကုန်လုံးတေးရှာဆက်နဲ့ချိန်လိုက်တယ်နော်တဲတွေမရှိအောင်ပေါ့ဟိုတော့လဲ step by step process တွေအများကြီးပဲနော်အဆန်းဆန်းလုပ်သွားတာဘာပဲဖြစ်ဖြစ်သူ့ရဲ့အဓိကအကုန်ချမ်းကတော့မြေကြီးဆိုတော့အဲ့ဒီမြေကြီးတွေရှိတဲ့နေရာမှာအများကြီးတူးလို့ရတယ်ပေါ့နော်ဒီလိုတီထွန်တတ်ရင်တော့အဲ့ဒီကုန်ချမ်းအတွက်စိတ်ပူစရာမလိုဘူးပေါ့နော်သူကတစ်ခုပြီးတစ်ခုလောက်တာပြီးသွားတယ်နော်ကြည့်လိုက်တော့လွယ်ကူနေတယ်လို့ပဲနော်ကြည့်ရတာအဲ့ဒီဆက်ကလည်းသူ့လက်နဲ့ပဲဆွဲချတာနော်ဆက်ကစီထက်ပြီးလဲပတ်တာမဟုတ်ပဲနဲ့အဲ့ဒီချိန်ချရင်သူ့လက်နဲ့ပဲဆွဲပြီးတော့လှုပ်သွားတာနော်တနိုင်တပိုင်ရှိပွားရေးဆိုတာဒါပဲနော်ကုန်ကြစေးအများကြီးမလိုပဲနဲ့ကိုယ့်ရဲ့ခြံဝင်းထဲမှာအဲ့ဒီအလုပ်ကလေးတွေလုပ်လို့ရတယ်နော်ဘာပဲဖြစ်ဖြစ်စီကျိုးတယ်နော်โอเคအများကြီးပြီးသွားပြီသူအသုံးပြုတဲ့ဆက်အားလည်းဘာမှမဟုတ်သလိုပဲနော်သူအဲ့လိုပဲဆွဲချသွားတာအဲ့ဒါကိုအချောက်ကြိုက်ပြီးတော့အချောက်ခံလိုက်ရင်ပြီးပြီနော်ဒါတွေနဲ့လက်ဖက်ရည်တွေလည်းတောက်လို့ရတယ်ထင်ပါတယ်နော်မိုက်တယ်နော်အများကြီးပဲဒီမှာဒါဆိုရင်ပြီးသွားရင်ခွက်ကိုအချောက်ခံပြီးပြီနော်ထားတယ်နော်